နော်ဟိုစက္ကန့်နဲ့ကောင်မလေးနှစ်ယောက်အဲ့ကောင်မလေးပေါ်မှာပဲနေတယ်နော်တားလောင်ဆိုတဲ့မရခေါ်လို့မရဘူးမဟုတ်ဘူးလားမင်းမင်းကောင်မလေးနေရလဲမင်းဖုန်းအားကြောင့်ဖေကြတော့ကတ်မခံဘူးငါကြတော့ကတ်လို့မရဘူးငါနောက်ဟိုကလေးမလေးဟိုမှာငါတကယ်ချင်းကောင်မလေးအဲ့ကောင်မလေးငါနောက်ကတ်လို့တယ်သူကကြိုက်တာအဲ့ကောင်မလေးကိုဆွဲချတာနော်မင်းကိုချင်းစာလေးနည်းနည်းပါကြောင်မဟုတ်ဘူးလားမင်းမဟုတ်တာပြောတော့ခုမှမရှိဘူးကြားလိုက်ရအောင်မင်းမဟုတ်တာပြောတော့ခုမှမရှိဘူးနော်ရအောင်မင်းဖုန်းကြောင်တော့ကြောင်တယ်ပြောတာမင်းဘာမဟုတ်ဘူးတော့မင်းကြောင်တာမင်းသူတိုင်းသိတယ်နော်ရအောင်မင်းအဲ့ကောင်မလေးနှစ်ကောင်ပေါင်သွားထိုင်နေရလဲမင်းပေါင်မထိုင်နေမီလီနှံ့ပြီးတော့မီလီကိုနှံ့ပြီးတော့တာရနေရမင်းဟဲ့ဟုတ်တယ်လေမင်းဟုတ်တယ်လေမင်းဘာဒီမှာရှက်ကိုရှက်ကနဲ့ဘာလဲဘာလာပြောနေရနော်ရအောင်နော်ခုနားကြောင်နေပါမယ်ဟဲ့မဟုတ်ဘူးဆိုတာမပြောနဲ့နော်လူတိုင်းသိတယ်မင်းဖုန်းကြောင်တာမင်းရှမ်းမနာတော်မှာမကက်ဘူးမရှမ်းမနာတော်တိတ်မကက်ဘူးဟဲ့ရှက်ကိုရှက်ကမလုံးနဲ့အဲ့ကောင်မလေးနာမှာဟိုမှာတချင်းဆိုတဲ့ညီမလေးကမှသွားပြီးတော့ဟဲ့မင်းပေါင်ပေါ်သွားပြီးတာရနေမယ်နော်နောက်နေ့ငါတာရမှမင်းငါ့ကိုလာပြီးတော့မပြဿနာမရှာကြလားဟဲ့မဟုတ်ဘူးမလုံးနဲ့ကြလားရအောင်ဟုတ်တယ်လေဘာမဟုတ်ဘူးတော့အဲ့ဒါဒီခါတော့မအော်နဲ့နော်အိုင်းမလုပ်နဲ့နော်ငါတော့နော်ကဲချင်းတော့ဆုံးမှာဖြစ်ပါတယ်ကွာနော်ဟိုဆရာကြီးကိုဒီခါတော့တခြားမှာထားတယ်ခင်ဗျားတို့ဆရာကြီးကိုနော်အိုင်းနဲ့မလုပ်နဲ့နော်ငါတော့နော်ကဲဒီမှာအစီငါပြီးသွားရမှာပေါ့နော်အစီငါတော့စိုက်ကငါသွားရမယ်နော်တမမပါလာနော်တမပြည့်တယ်ဘီလီရော ဟုတ်လား ကိုခေါ်လေးပါ ကိုသွားခေါ်မှာမခေါ်ရသေးရ ဘီလီရိုက်ဘီလီ1ဘီလီအာဟာမင်းလူနဲ့ဒီမန်းလေးတွေ့လို့ပြန်ပြီးမယ်နော်ဘာအရှိကြည့်ပြီးမူဒီယူနေရတယ်ကျွန်တော်ဘာကောင်မှမဟုတ်ဘူးကျွန်တော်ကြည့်ပြီးမူဒီယူနေနော်မူဒီလိုချင်းစာဖတ်ကျွန်တော်ဘာမှမလုပ်နဲ့စိတ်တကြရင်ဖုန်းမကြည့်နဲ့စာဖတ်နေကျွန်တော်ပြင်ပုံမြင်တစ်ခုပြပြမယ်ဒီပုံမြင်ကတကယ်ကျိုးရှိမယ်လို့ထင်ပါတယ်တကယ်လည်းအကျိုးရှိမယ်လို့ထင်ပါတယ်နော်ကျွန်တော်လည်းဒီပုံမြင်တစ်ပုတ်ကြောင့်ဒီစာအုပ်လေးတစ်ပုတ်ကြောင့်ကျွန်တော်အများကြီးစိတ်တက်ကြတဲ့အချိန်နဲ့ကျွန်တော်ပြောင်းလဲလို့ရတယ်အဲ့ဒီဟာတစ်ခုပြပြမယ်ကျွန်တော်စကားလေးလည်းမရှိတော့ဘူးเนาะစာအုပ်လေးတော့ကျွန်တော်ဖတ်ဖို့တာကျွန်တော်6ကပ်ဖတ်ဖို့တယ်အဲ့စာအုပ်ဟူမူမန်ချီတဲ့เนาะဟူမူမန်ချီကျွန်တော်တို့မြန်မာလိုဆိုရင်တော့ငါးထိန်ကဲကိုဘလူနေရာရွှေ့လိုက်ထားတယ်လို့ဆိုတော့အဲ့ဒီစာအုပ်ကိုကျွန်တော်စဖတ်လဲနားမလည်ဘူးဘာပြောချင်လဲဘာလို့သူတို့ကဒီတရိတ်ဆန်လေးနှစ်ကောင်ရဲ့အကြောင်းနဲ့တငယ်ချင်းတွေဝမ်းဖွဲ့ပြီးစကားပြောတဲ့ပုံစံနဲ့ရေးထားဆိုတော့တုံတောင်လူစဖတ်အားနေတဲ့လူတယောက်နေနဲ့နားလည်နိုင်ဖို့ခက်တယ်အဲ့တော့ကျွန်တော်ကနားလည်အောင်ရှင်းပြပေးမယ်အဲ့တော့တငယ်ချင်းတယောက်စနက်စကားရီရဲ့နှစ်ယောက်ရှိတယ်ကြွက်လေးနှစ်ကောင်ရှိတယ်သူတို့နှစ်ယောက်ကဝင်ကဘာထဲမှာဝင်ကဘာဆိုတော့ကဘာနဲ့တူလဲကျွန်တော်တို့ရဲ့ဒီလောကကြီးနဲ့တူတယ်ကျွန်တော်ဖြစ်တဲ့နေတဲ့ကဘာလောကကျွန်တော်မျက်စိထဲမှာရှင်းအောင်တစ်ခါလေးပြောတာအဲ့ဆောင်းထဲမှာအဲ့လိုမရေးထားဘူးနော်နားလည်ဖို့တော်ခက်ရင်းနဲ့တော်တော်ကိုဒိဗ္ဗေရှိပြင်းနှံ့အောင်ရေးထားပေးတာဆိုတော့သူတို့ကဒိန်ငဲရှာတာပေါ့နော်ဒိန်ငဲရှာတယ်မှာဒိန်ငဲတောင်အကြီးတွေ့သွားတယ်အဲ့မှာသူတငယ်ချင်းနှစ်ယောက်ကတွေ့တဲ့ခါကျတော့စိတ်မဲငါတို့တက်လုံးငါတို့တေးတီကြီးငါတို့အိုမင်းတက်ချိန်ဒီတငယ်ပုံကြီးစားလို့မကုန်တော့အဲ့တော့ငါတို့ဘာလို့မှလုပ်เสียမလို့တော့ဘူးစားလို့မကုန်တော့ဘူးသူတို့ကပျော်ပါမြင်းမှုကြတယ်ဟုတ်တယ်သူတို့ကမှစောတယ်ကစားတယ်တွားတယ်လာတယ်ပြီးရင်တငယ်ကြီးစားတယ်အိမ်နှက်တယ်အိတ်တယ်အေးစီပဲဒါပေမဲ့တနေ့မိုးလင်းတဲ့ချိန်မှာအဲ့ဒီတငယ်ပုံကြီးလုံးဝမရှိတော့ဘူးဆိုတော့အမှတငယ်ချင်းနှစ်ယောက်ကတော့စနေကားကြီးမရှိတော့တဲ့ခါကျတော့တယောက်ကလက်မခံဘူးဒီတငယ်ပုံကြီးတယောက်ရှိတော့တာတယောက်ခိုးသွားတာအဲ့တော့တစ်ခုပဲသူကရှာတယ်ဟုတ်ထားပါကျွန်တော်ဖြစ်ပြောမယ်နော်အရန်ကြာတော့မှာဆိုလို့အဲ့တော့တယောက်ကလက်မခံဘူးဒီတိုင်းမရှိတော့တယောက်ကကြတော့ဘာလို့ဆိုဒိန်ငယ်လိုက်ရှာတယ်တယောက်ကအဲ့နေရာမှာဒီဒိန်ငယ်ပုံကြီးပြန်လာလိမ့်မယ်ဆိုပြီးထိုင်ဆောင်နေတယ်နောက်တယောက်ကကြတော့ဒီမန်စင်ရဲခံပြီးတော့မှဒိန်ငယ်ထွက်ရှာတယ်ဒိန်ငယ်နဲ့တွေ့တယ်သူစားပြီးတော့မှထက်ရှာတယ်ဒီမန်စင်ရဲခံတယ်ဒိန်ငယ်နဲ့တွေ့သူ့ငယ်ချင်းကိုပြန်လာခေါ်တယ်ငယ်ချင်းကငါတို့ကမှဒိန်ငယ်ပုံတွေ့တယ်ဟင်းငါမလိုက်ဘူးဒီနေရာဒီဒိန်ငယ်ရရှိကိုရှိရမယ်
ငါတို့တက်တက်လုံးစားမကုန်တဲ့တင်ငယ်ပုံကြီးရှိကိုရှိရမယ်ဆိုပြီးမှတကယ်ချင်းတယောက်ကစောင့်နေခဲ့တယ်အသက်တွေကြီးပြီးအိုမင်းသွားတဲ့ချိန်ကြီး तू ကသူ့ဘဝအိုင်နာလေးမှာတည်သွားတယ်ကျွန်တော်ဖြတ်ပြောတာနော်အဲအများကြီးတော့ပါလိမ့်နောက်တစ်ယောက်ကကျတော့အမြဲတမ်းကြိုးစားရုန်းကန်နေတဲ့လူတစ်ယောက်ကကျတော့ဒီထက်ပုံပုံကောင်းမှုပြီးတော့မှပုံပုံကောင်းမှုနဲ့တင်ငယ်တွေကို तू သိသွားတယ်ပြီးတော့အမသူ့ဘဝပုံပြီးတော့မှဆိုပြသွားတယ်အဲ့ဒါဘာလဲဆိုတော့ကြည့်လိုက်ကျွန်တော်တို့အခုလိုရှိနေတဲ့ချိန်ကနေဘာမှမရှိတော့တဲ့အခြေအနေတခုကိုရောက်သွားတယ်နော်ဘာမှမရှိတော့တဲ့အခြေအနေတခုကိုရောက်သွားတဲ့အခါမှာဘသူကအဲ့မှာအဲ့ဒီဖြစ်တည်မှုတစ်ခုကိုလက်ခံတဲ့လူကကောင်းကျိုးတွေခံစားရတယ်လက်မခံမတဲ့လူကကြိုးစားခြင်းတွေမရှိတဲ့လူကအဲ့နားမှာနေခဲ့ရတယ်အဲ့တော့စဉ်းစားကြည့်လိုက်အဲ့တော့ကျွန်တော်အဲ့စောက်ကိုဖတ်ထောင်ထဲမှာကျွန်တော်ဖတ်လိုက်တာကျွန်တော်မှကျွန်တော်ကြွားတာမဟုတ်ကျွန်တော်ငကိုလေးကိုဝင်ကားရည်လည်းရှိတယ်ကျွန်တော်နော်ကိုအခြေအနေနဲ့ကျွန်တော်ကိုနေနိုင်တယ်အဲ့ဒီမှာကျွန်တော်ဘာမှမရှိတော့တဲ့အခြေအနေတစ်ခုဖြစ်သွားတာ0လုံးဝ0ဖြစ်သွားတဲ့အချိန်မှာငါပြန်လို့ရမယ်ငါပြန်ကြိုးစားရမယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်လည်းကူးချင်နေကျွန်တော်လည်းအဲ့လိုပဲနေတာအဲ့တော့စာဖတ်ပါစာပဲဖတ်ပါဘယ်သူမှဆရာမတင်နဲ့ကျွန်တော်ပြောပြမှာကျွန်တော်လည်းဆရာမတင်နဲ့ကျွန်တော်လည်းအာမိုတီမယူနဲ့ကျွန်တော်ဘာမှမဟုတ်ဘူးစာဖတ်ပါကျွန်တော်လည်းဒီနေ့ဝယ်လာကျွန်တော်ပြောတာဒီနေ့ဆိုရင်ကျွန်တော်နှုတ်ဝယ်လာစောင်းနှုတ်ဒီမှာနှုတ်တော့ဘူးဒါတော့က2000တော့က3000အလုံးမောင်းထားတော့5000ဘူးဘနှုတ်ထင်းနဲ့ကျွန်တော်ဝယ်တယ်ကျွန်တော်စောက်ဒါနှုတ်ထမဟုတ်မရှိအိမ်3ဝယ်လာတော့ရှိသေးတယ်အဲ့လိုမျိုးစာဖတ်ပါစာဖတ်ပါနော်စိတ်တကြနေစာဖတ်ဘာမှမစင်စားနဲ့ကျေးဇူးများတင်ပါတယ်ကဲဒီမှာဟုတ်14 Pro မှာရောမှာကမှသူဖုန်းလေးမကောင်းတော့မလို့ပွဲနေလို့ဆိုပြီးတော့မှအမအဲ့တော့ဒါအမကို surprise လုပ်မှာဖြစ်ပါတယ်ကဲမနေ့ဘာလို့ညာဖုန်းနာဝဲလို့စီးနေတာမဟုတ်ပါနဲ့အနေပေးတာရှိလို့ယူမလားဘာဖြစ်ဖြစ်ယူမလားနေပုံလေးမှအဲ့လိုတေခွင်းနဲ့စီးနေတော့ငါစိတ်မကောင်းလို့လေရောက်လောက်ပါနဲ့လိုချင်ပါလောက်ပါယူပါရောက်ပါလိုချင်ပါအောင်ဆိုရောက်ပါနင်းငါဖွားတိုင်းလူကောင်းလေးရဲ့မလုပ်ပါနဲ့ငါငငယ်တော့နေငါ့ကိုငါတို့မောင်မနဲ့စားတယ်မရှိတော့နေငါ့ကိုသပင်းနေဖြတ်ပြီးရောင်းပြီးတော့မှငါ့ကိုမုံပေးဘူးကငါမှတ်မိတယ်ငါကလေးတော့ရောက်နေရောက်ပါနေဖုန်းလေးလိုချင်ငါဖွားကောင်းလေးရဲ့ကောင်းလေလောက်ပါရောက်ပါယူပါဖွင့်ကြည့်လိုက်ပါနေဖွင့်ကြည့်နော်ဘောနဲ့ဖွင့်လေးအဲ့လိုဖွင့်လိုက်ဖွင့်ဘောနဲ့ဖွင့်ဘောနဲ့ဆိုငါခွာထားပြီးတယ်နေတော့ရောက်အမနေပါပါဦးနေတေခွင်းလေးရောက်နေတေခွင်းလို့လားမဟုတ်လားမတေခွင်းလေးဟာအမတေခွင်းလေးကဲဒါတော့ပစ္စည်းဖို့ဖြစ်ပါတယ်လို့ပစ္စည်းဖို့ဆရာကြီးရဲ့နောက်ကနော်ဆရာကြီးနော်မင်းလိုက်ချင်တာနေရတကကဲပစ္စည်းဖို့ကမို့သူအကျွေးစားရတဲ့တော့ရှင်းအောင်ပါဘိုးရမှာဆိုလို့နော်တာနော်ဘာမလားဘာမလားဒီမှာကျွေးတော့ဆက်ရမှာကျွေးရောတော့ရောအကျွေးလာဆက်တာဒီကျွေးလာဆက်တာဒီနေ့တော့ကြောဘိုးထားဒီကောင်ဆင်းလို့မရတော့ဘူးနော်တော်ကြီးမိုးရွာနေပြီဆိုင်မိုးရွာနေပြီဆိုင်ကဲပြဒီလီပြအညော်ခံလို့ရပြီလားတားရေတဲ့ကိုကျမ်းမာယူ view site ပါတဲ့ကျေးဇူးတင်ပါတယ်ညော်ခံလို့မရသေးပြီမလဲဆရာကြီးကဲဒီလိုပါပဲညော်ခံလို့တော့ညဒီမှာကဲကျွန်တော်စီမှာဗာရပြီလဲဆိုရင်ကဲကျွန်တော်ပြမယ်နော်ကဲဒီမှာဟိုဒီမှာစိတ်ချောင်းကြော်ပါစိတ်ချောင်းကြော်အဆက်ကြော်ရပါမယ်စိတ်ချောင်းကြော်ဒါဆိုနှစ်ပြန်ကြော်ရမှာပါပထမတစ်ခါကြော်ပြီးရင်တစ်ခါပြန်ကောအေးသွားပြီဆိုတော့တစ်ခါပြန်ကြော်အဲ့လိုကြော်မှာပါနော်စိတ်ချောင်းကြော်ရပါပြီစိတ်ချောင်းကြော်အမှားလေးလည်းရှိလို့မလို့ပါကြော်ပြီးတာပါနော်စိတ်ချောင်းကြော်လည်းရပါပြီဟိုဒီမှာကြက်မွားကြော်လည်းရပါပြီနော်ကြက်မွားကြော်လည်းရပါစိတ်ချောင်းဒါတော့မကြော်သေးတဲ့ဟာပေါ့နော်ဒီနေ့စိတ်ဓာတ်ပြုတ်လာတဲ့နူးသွားလို့မလို့နည်းနည်းလေးဟိုအချောင်းလေးတွေတင်မလောက်ဖြစ်သွားတယ်ကဲကြက်မွားကြော်ရပါပြီးလို့ရှိရင်မနက်ဖြန်ပေါ့နော်မနက်ဖြန်ကနေစပြီးတော့မှဟိုရပါပြီမနက်ဖြန်ကိုဝက်တနီချက်အော်ဒါကောက်ပါမယ်ဒီညကောက်ပါမယ်နော်ဝက်တနီချက်ကိုကျွန်တော်စီမှာအရင်မှားထားတဲ့လူတွေလည်းမနက်ဖြန်ရပါပြီနော်မနက်ပြီးရင်ကျွန်တော်ကိုလည်းပြန်ပြီးတော့မှလိပ်စာတွေပေးလိုက်ပါဦးကျွန်တော်ဟိုထဲမှာကျွန်တော်လိပ်စာတွေပါသွားလို့မလို့ပေါ့နော်အဲ့တော့ကျွန်တော်ဝက်တနီချက်ရဲ့ချက်မောင်ကျော်ရဲ့တတွဲလေးစိုးအိတ်နဲ့စုပ်ပြီးတော့မှကျွန်တော်ပို့ပေးပါမယ်ဝက်တနီချက်တီးတဲ့မယူပါနဲ့ချက်မောင်ကျော်နဲ့တွဲပြီးယူပေးနော်
ချမောင်ကျော်ရဲ့ဝက်တင်ချက်ကဲတတွဲကိုလေးစုပ်လေးနဲ့စုပ်ပြီးတော့မှကျွန်တော်စီမထွက်အောင်အိမ်မှာလည်းစားလို့ကောင်းအောင်ကျွန်တော်လုပ်ပေးလိုက်ပါမယ်တတွဲကို1000ခွဲပါဝက်တင်ချက်ကတပွဲပါမယ်နော်ချမောင်ကျော်ကလည်းတပွဲပါမယ်တပူးစီပါမယ်ပေါ့နော်အဲ့နှစ်ခုကိုကျွန်တော်လေးစုပ်အိမ်နဲ့ကျွန်တော်လုပ်ပေးလိုက်ပါမယ်ကဲအဲ့တော့ဝက်တင်ချက်ကတော့ဒီညမမီတော့ကိုချက်ဘူးနော်မနေ့စောထားချက်ပါမယ်လို့နော်ကတိုင်းဆရာကြီးအညော်တော့ခံလို့မရသေးဘူးပေါ့လေနော်ဒါပေတိအမလေးလေးဆရာကြီး